24ရက်ပေါ့နော်ကြာသပတေးညနေပါရှင်ဟိုပေါ့လေ TikTok မှာကြာတော့နီးနေပြောက်လို့မရတော့ပါနော် YouTube မှာလာပြီးတင်ပေးရပါ6နဲ့3နဲ့ပေါင်း9 6 break ဘရိတ်က16ဆိုပြီး6 break ထွက်တယ်ပေါ့နော်9နဲ့3နဲ့ပေါင်းတော့8 3 break က96ဆိုပြီး1 break ထွက်တယ်အဲ့နဲ့6နဲ့ပေါင်းတော့168 break က4 ဆိုပြီးတော့1 break ထွက်တယ်ပေါ့နော်အခုပေးသေးရဆိုရင်6နဲ့4နဲ့ဆိုတော့305ခွန် break ပါရှင်305ခွန် break ကီးအနေနဲ့ဆိုရင်ပေါ့နော်1နဲ့9နဲ့ပေါင်း305ခွန်ကီး305ခွန်ကီးက9ထွက်တယ်ပေါ့နော်6နဲ့5နဲ့ဆိုတော့168ကီးက6ထွက်တယ်6နဲ့4နဲ့ပေါင်း305ခွန်ကီးကခွန်ထွက်တယ်ပေါ့နော်ခု9နဲ့ခွန်နဲ့ပေါင်းတော့2ခွန်4ကီးပါရှင့်နောက်ပြီးတော့သူတို့နှစ်ခုကလေအပီးပေါက်ပြီးပေးနေတာပေါ့နော်တင်9ဆိုရင်9နဲ့6 break ပေးတယ်ပေါ့နော်နောက်တစ်ခါကျတော့96က6နဲ့1 break ပေးရပေါ့နော်နောက်တစ်ခါကျတော့မနေ့ကခွန်4ကခွန်နဲ့1 break ပေးရခုနှစ်ခုပြီးပေါက်ပေးမယ်ဆိုရင်ပေါ့နော်ဒီ9ကပဲရှိပါရဲ့ရှင်မိန်းအနေနဲ့ဆိုရင်မနက်ကပေါ့နော်မနက်က38ထွက်ထားတဲ့အတွက်8ပါတဲ့ဟာပေါ့နော်28နဲ့ခွန်8ကိုမိန်းပေးထားပါတယ်ရှင်အားလုံးပဲကံကောင်းကြပါစေညီမနာမည်များပလဲဖြူပါရှင်